ကိုယ့်ရဲ့ product ကိုအခြားပြိုင်ဘက်တွေနဲ့ရှင်ပြီးတော့ပြိုင်ပြီးတော့အမြဲတမ်းဈေးလျှော့ရောင်းနေရလို့ပြင်ပန်းနေပြီလားဒါဆိုရင်တော့ဒီချက်တွေကိုတည်ထားဖို့လိုနေပြီအားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ရဲလင်းနိုင်ပါ business တစ်ခုလုပ်ပြီဆိုရင်ကျွန်တော်တို့ price နဲ့ value ဆိုတာနှစ်ခုကမတူညီပါဘူး price ဆိုတာက customer ကကိုယ့်ကိုပေးလိုက်တဲ့ပတ်စံဖြစ်ပြီးတော့ value ဆိုတာကကိုယ့်စီကနေပြီးမှ customer ကရသွားတဲ့ခံစားချက်နဲ့တန်ဖိုးကိုပဲပြောတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့လမ်းဘေးလက်ဖက်ရည်ဆိုင်မှာတောက်တဲ့ coffee တစ်ခွက်က1500-2000လောက်ပဲရှိရဆိုပေမဲ့ကျွန်တော်တို့ Santa ဒီမှာတောက်တဲ့ Starbucks တို့ cafe အမေဇုံတို့မှာတောက်မယ်ဆိုရင် coffee တစ်ခွက်ကို8000-1000လောက်ပေးပြီးတော့တောက်ရပါတယ် coffee ချင်းအတူတူကိုဘာလို့ကျွန်တော်တို့ကပတ်စံတွေပို့ပေးပြီးတော့တောက်ရတာလဲအဓိကကဆိုင်ရပေးတဲ့တက်တောင့်တက်တာရှိမှုတွေဝန်ဆောင်မှုတွေအဲ့ဒီဆိုင်ကပေးတဲ့ဒီ status ပေါ့နော် value တန်ဖိုးရှိမှုတွေကြောင့်ပဲဖြစ်ပါတယ် branding အားကောင်းတဲ့ brand တွေကလုပ်ငန်းတွေကကျွန်တော်တို့ဈေးချင်းမပြိုင်ပါဘူးသူတို့က customer တွေကိုဘာပေးနိုင်လဲ customer ဘာရသွားလဲဆိုတဲ့ value ကိုပဲပြိုင်ဆိုင်ကြတာဖြစ်ပါတယ်ဒါကြောင့်ကိုပြိုင်ဘက်ကဈေးချတိုင်းကိုဈေးလိုက်ချပြီးတော့ရောင်းစရာမလိုပါဘူးကို product ရဲ့ value ကိုဘယ်လိုမြင့်တင်မလဲဆိုတာကိုပဲအဓိကစဉ်းစားဖို့အရေးကြီးတာပါ branding နဲ့ပတ်သက်တဲ့ knowledge တွေကိုကြည့်ရင်အိုင်လာကို follow လုပ်ပါလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့